Daliga raw na thong na sanga thi ma ro chano Pico CDF easy challenge the web exploitation ma naw song takku po no naw song takku ji lai me tu ka kaung se ya ma le so where are the robots and lo di pyo tha de aro can you find the robots ko sha nai la lo pyo de link li pi tha de aro chano link li ko twa pi lo khwe la lai okay hints ka ba pyo tha le po no what part of the website could tell you where the creator doesn't want you to look? Or the website ye be by ma no website ye developer what developer ni biကျွန်တော်တို့မကြည့်သေးခြင်းနဲ့ပိုင်းကြည့်သေးခြင်းနဲ့ပိုင်းအဲ့ဒါတွေဘယ်ပိုင်းမှာရှိလဲဆိုပြီးသူကပြောထားတယ်။ဒါကတော့ကျွန်တော်တို့တန်းပြီးတော့တည်တဲ့ဟာပေါ့ရှေ့က challenge တွေမှာလည်းတည်ခဲ့ပြီအဲ့ဒါဘာလဲဆိုတော့ what is robots robot.txt ဆိုတာလည်းရှိတယ်။ robot.txt ဆိုတဲ့အားလေးကဘာလဲဆိုတော့ text file တစ်ခုပဲတဲ့ဒီကောင်က instruct လုပ်ပြီးတဲ့ text file လေးပါလဲဆိုတော့ automated web bots တွေပေါ့နော်ဒီ Google web bot လို့ Google ရဲ့ဒီ crawling လုပ်တဲ့ bot တွေကိုကျွန်တော်တို့ဒီ website မှာရှိတဲ့ index ကို crawl ဝင်ပေးမယ်ဒါမှမပေးဘူးအဲ့ဒါမျိုးကိုဒီ instruction လုပ်ပေးတဲ့ file လေးအဲ့တော့သူ့ရဲ့ file နာမည်က robots.txt အဲ့တော့ဒီကောင်လေးမှာကျွန်တော်ကြည့်ရင်ဒီမှာ view page တွေပါကြည့်မယ်ဆိုလို့ရှိရင်လည်း style CSS တခုကိုချိန်ထားရှိတယ်ကျန်တာဘာမှထူးထူးခြားခြားမရှိဘူး style CSS ကြည့်မယ်ဆိုလည်းပုံမှန် CSS file တွေပဲရှိတယ်အဲ့တော့သူ့ရဲ့နာမည်အတိုင်းကျွန်တော်တို့က robot ဆိုတော့ဒီကနေပြီးတော့ robots.txt ဆိုပြီးခေါ်ကြည့်robot.txt ကိုခေါ်ကြည့်တဲ့အချိန်မှာဒီမှာ user တွေကိုကျွန်တော်တို့ disallow ပေါ့နော်ပေးထားတဲ့ဟာလေးဒီ file လေးရှိတယ်အဲ့တော့ဒီ file လေးကိုကျွန်တော် copy ယူပြီးတော့ website မှာထည့်ကြည့်မယ်ဒီတော့ရင် enter ခေါ်လိုက်မယ် okay ဒါဆိုရင်တော့တန်းပြီးတော့ကျွန်တော်တို့ flag file တန်းပြီးတော့တွေ့ရတယ်ပေါ့အဲ့တော့ဒီကောင်တော့ main website တွေမှာကျွန်တော်တို့ဒီ board တွေပေါ့ဒီ web ရဲ့ board တွေကနေပြီးတော့ဘယ်ကောင်ဘယ် website ရဲ့ဘယ် index ကို crawl ဝင်ပေးမယ်မပေးဘူးဆိုတော့ဒီ robot.txt လေးနဲ့သတ်မှတ်တယ်ဆိုတဲ့ဟာလေးကိုသိရင်ရပြီပေါ့ရှေ့မှာလည်းကျွန်တော်တို့ဒီလိုဟာမျိုးတွေကိုအများကြီးတွေ့ခဲ့ပြီးသွားပြီဖြစ်တဲ့အတွက်အဆင်ပြေလိမ့်မယ်ဒါလေးကိုကျွန်တော် page ချလိုက်မယ် submit လုပ်လိုက်okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားပြီဒီ challenge လေးက solve ဖြစ်သွားပြီခုဆိုရင်ကျွန်တော်တို့ဒီ Pico CDF တွေက web exploitation easy challenge ကတော့2025တီကတော့ဒါကုန်သွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုမှာတော့ကျွန်တော်တို့ median challenge ကိုထပ်ပြီးတော့တွားကြမယ် web exploitation ပဲအဲ့တော့ median challenge ကတော့နည်းနည်းလေးများလောက်တယ်ပေါ့နော်များလောက်တယ်median challenge ဖြစ်တဲ့အတွက်နည်းနည်းလေးပို့ပြီးတော့လည်းခက်တာဖြစ်နိုင်တယ်ဒါလေးကိုကျွန်တော်တို့ဆက်ပြီးတော့တွားကြမယ်နောက်ထပ် challenge တွေမှာထပ်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ